စိတ်ခံစားချက်ဆိုတာကိုဝေဒနာလို့ခေါ်တယ်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အာယုန်နဲ့ပတ်သက်ပြီးခံစားမှုဝိဓမ္မာသဘောအရစိတ်ခံစားမှုဆိုတာဝေဒနာဆိုတာယောဂကိုပြောတာမဟုတ်ဘူးစိတ်ခံစားမှုမှာအမျိုးမျိုးရှိတဲ့ထဲမှာရသော်ဗျာကစိတ်ခံစားမှုတွေကိုတစ်မျိုးတည်းဟောတာမဟုတ်ပဲနဲ့အမျိုးမျိုးဟောထားတာဖြစ်တယ်အဲ့ဒါကိုဘဟုဝေဒနိယသုတ်ဆိုပြီးမေဇိယပဏ္ဏပါဠိမှာသုတ်တုတ်ဖြစ်ဟောကြားထားတာရှိတယ်အဲ့ဒီတည်းမှာမတတ်ဖို့ရတော့အကောင်းဆုံးချမ်းသာဒုက္ခချမ်းသာဒုက္ခကစိတ်ခံစားမှုနဲ့တင်ပတ်သက်တာမဟုတ်ဘဲနဲ့စိတ်ခံစားမှုလွတ်ကင်းတဲ့ဟာကိုလည်းပဲချမ်းသာဒုက္ခလို့ဟောတာရှိတယ်အဲ့ဒါကြောင့်မို့ဒီသုတ်တန်ကိုနားထောင်ပြီးတဲ့အခါမှာဝေဒနာမျိုးမျိုးနဲ့အကောင်းဆုံးချမ်းသာဒုက္ခသိရှိကြအမှာဖြစ်တယ်အဲ့တော့ဘုဝေဒနိယသုတ်တန်ရဲ့ဏိဒံလို့ပြောရမယ်စတင်ထားတဲ့နေထားကတော့ဆွေးနွေးပွဲတစ်ခုကနေပြီးသို့မဟုတ်ညှင်းခုန်ပွဲတစ်ခုကနေပြီးတော့စတင်လာတဲ့တရားဒေသနာဖြစ်တယ်ရှန္ဒနာရဲ့မှတ်တမ်းအရပြောရမယ်ဆိုရင်မြတ်စွာဘုရားဟာတောဋ္ဌိမြို့အနာရမင်းတထေးဆောက်လုပ်လှူဒန်းတဲ့စေရွန်ကျောင်းမှာတရင်သုံးနေထိုင်စဉ်ကအဖြစ်ပြက်တစ်ခုပါတဲ့အဲ့ဒီမှာတောဋ္ဌိမြို့မှာပင်စကင်ကဆိုတဲ့လက်သမားဆရာကြီးတူရှိတယ်ပင်စကင်ကလက်သမားဆရာကြီးစာပေကျမ်းကမှာတော့အထက်ကရာမှာတော့ပင်စကင်ကဆိုတာသူ့နာမည်လို့ခေါ်တယ်လက်သမားတွေအသုံးပြုတဲ့လက်နဲ့ကလည်းပဲ5မျိုးရှိတယ်လို့ဆိုတယ်နော်အဲ့ဒီ5မျိုးရှိတယ်အဲ့ဒီ5မျိုးကိုအကြောင်းပြုပြီးတော့လည်းပဲပင်စကင်ကပင်စကအင်ကလက်နဲ့5မျိုးကိုသုံးချတယ်ဒါလက်နဲ့5မျိုးကတော့စာပေမှာဖော်ပြထားတာကပဲကွက်ရဲ့ပစိရဲ့စူးဆောက်ရဲ့ရိုက်ပုတ်စရထုတ်ရဲ့နောက်ပြီးတော့ချိန်သီးလို့ခေါ်တယ်ကျိုးနဲ့တက်ထားတဲ့ချိန်နဲ့ချိန်သီးအဲ့ဒီ5မျိုးကိုဆောင်းပြီးတော့သေသားတွေခွဲစိတ်တဲ့ပုဂ္ဂိုလ်သေသားတွေဖြောင်းအောင်ခွဲစိတ်ပြီးတော့သေသားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်တဲ့ပုဂ္ဂိုလ်တွေကိုထပတိအစာအုပ်တွေတိဆောက်တဲ့ပုဂ္ဂိုလ်ကိုထပတိလို့ခေါ်တယ်အဲ့တော့တမန်အပြင်ထပတိဆိုတာလက်သမားပေါ့သူတို့လက်သမားဆရာကြီးလက်နဲ့5မျိုးကိုင်ဆွဲထားတဲ့လက်သမားဆရာကြီးလို့ဆိုလို့တယ်သူကလည်းတရားနဲ့ပတ်သက်ပြီးတော့ဝါသနာပါတယ်တတိတော့သူနဲ့ရှင်ဥဒ္ဒဤဆိုတဲ့ယဟန်နဲ့ဆုံတွေ့ကြတာဆုံတွေ့ပြီးရှင်ဥဒ္ဒဤကိုရှ िख ိုးဝချပြီးတော့ရှင်ဥဒ္ဒဤကိုမေးခွန်းတစ်ခုသူကမေးလိုက်တာအဲ့တော့ဒီဥဒ္ဒဤဆိုတာလဲစာပေကျမ်းကမှာ3ပါလောက်ရှိတယ်ပထမဥဒ္ဒဤကတော့ကာလဆိုတဲ့စကားလုံးရှိရထည့်တာလို့ကာလုဒ္ဒဤလို့ခေါ်တယ်အဲ့ဒါတော့မြတ်စွာဘုရားနဲ့ဖွာဘက်တော်အမကြီးကနေပြီးတော့ရဟန်းဖြစ်လာတယ်အဲ့ဒါကြတော့ကာလုဒ္ဒဤလို့ပဲသုံးနေရှိတယ်သူကလည်းဒါဥဒ္ဒဤအနေနဲ့တော့တပါးပေါ့နော်ကာလဥဒ္ဒဤအသားညို့လို့ကာလဆိုတဲ့နာမည်ထည့်ထားပုံရမှာ
အသားရောင်ကလည်းအဲ့ဒီမှာမျိုးစုံရှိတယ်ရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလန်တောင်အသားရောင်ခြင်းမတူဘူးတဲ့ရှင်သာရိပုတ္တရာကအသက်ဖြူအသက်ဝါပေါ့ပမာရီရဲ့အသားလို့ဟာမျိုးအသက်ဝါလို့ခေါ်တာရှင်မောက္ကလန်ကြတော့မဟုတ်အသားညို့တယ်အဲ့ဒီနှစ်ပါးကဥပတိတ်တကောလိတဲ့ယောဟနာတိချင်းတငယ်ချင်းဖြစ်ပေမဲ့လို့အသားရောင်ချင်းမတူကြဘူးဒါကတော့လူဆိုတာကိုကျိုးပေးနဲ့ကိုမျိုးရိုးနဲ့ကိုပဲအသားညိုတဲ့လူကညိုတယ်ဖြူတဲ့လူကဖြူတယ်ရှင်သာရိပုတ္တရာရဲ့အသားရောင်ကိုဖော်ပြတာဥရဏထက္ကရာမှာတွေ့ရှိရတယ်ဒီဥမာနေတော့ကရှင်သာရိပုတ္တရာယုတ်တုနဲ့ရှင်မောက္ကလန်ယုတ်တုထုတဲ့အခါမှာရှင်သာရိပုတ္တရာယုတ်တုကတော့အဝါရောင်အဖြူရောင်ဆေးဆိုးထားပြီးရှင်မောက္ကလန်ယုတ်တုကြတော့နက်ပြရောင်အပြာရောင်အညိုရောင်ဆိုးထားတယ်ဘာလို့အဲ့လိုဆိုးတာတော့လို့ဆိုခုနပြောတဲ့အတိတ်ပဲရှင်သာရိပုတ္တရာကအသားဖြူတယ်ရှင်မောက္ကလန်ကအသားညိုတယ်ဒါကြောင့်မို့လက်ဝဲတော့ရန်လက်ရတော့ရန်ဒီမထေမြတ်နှစ်ပါးရဲ့အသားကိုဖော်ပြထားတာဖြစ်တယ်မာပြည်မှာတော့သိပြောလို့မရှိဘူးသို့တော့အထက်ကရာထဲမှာတော့အဲ့တိုင်းပါတာဟုတ်တယ်အဲ့တော့ဒီဥရဤနဲ့ပတ်သက်လာလို့ရှိရင်လေမြတ်စွာဘုရားဖွာဘက်တော်ဥရဤကအသားညို့လို့ငိုတဲ့ကာလုဒဤကာလဥရဤလို့သူတို့ခေါ်တယ်နောက်တစ်ခါထွားတော့ကြိုင်ကြိုင်ဥရဤတစ်ပါးရှိတယ်အဲ့ဒါကိုတော့မဟာဥရဤလို့ခေါ်တယ်နောက်ဥရဤတစ်ပါးကအသိဉာဏ်နဲ့ထုံထိုင်တယ်အသိဉာဏ်ထုံထိုင်တယ်ပညာသိမတတ်ဘူးဒါပေမဲ့စွာတယ်ဟိုနေရာပါဒီနေရာပါခြင်းအငြိမ့်မနေတဲ့ဥရဤအဲ့ဒီကိုတော့လာလူဒဤလို့ခေါ်တယ်လာဥဒဤလူဆိုတာလေဇယိုက်ဆိုတာရှိတာပေါ့နော်လူဇယိုက်ဆိုတာရှိအဲ့တော့စာပေကျမ်းကမှာဥရဤ၃ပါးရှိတယ်ဒါပေမဲ့တက္ကရာမှာတော့ဒီဥရဤကိုပညာရှိဥရဤဆိုမဟာဥရဤဖြစ်နိုင်တယ်ကာလုဒဤတော့မဟုတ်အဲ့တော့မဟာဥရဤဆိုတဲ့ကိုရောကြီးဒီမဟာဥရဤနဲ့ပတ်သက်တဲ့ဇတ်လမ်းလေးတွေလည်းရှိတယ်သူကကြီးကနေသိမ့်မုံတယ်တခါတော့ကကြီးကနေတက်ပြီးတော့အဲ့တော့ကြီးကနေကိုတက်ပြီးတော့ချိတ်ထားတာလောက်ဖူးတယ်နောက်မှဘုရားကရှုပ်ချပြီးတော့ကံွယ်ရတယ်သူပဲအစားတော့လည်းကြီးတယ်ညကိုဆွမ်းခံစားရတယ်သူကအဲ့ဒီဇာလန်နေလည်းရှိတယ်လက်တုကိကောပမတုတ်ဆိုတာကြတော့ရှင်ဥရညဆွမ်းခံစားရတယ်ကိုသူကရမောင်းလည်းထွားတယ်ဖိုက်ခေါင်းကလည်းကျဲတယ်ဆိုတော့တထက်တဲ့နဲ့သူကမလုံတော့ဘူးစားခြင်းတယ်အဲဒါကြောင့်မို့နဲ့လည်းစားတယ်နေ့လည်းစားတယ်ညလည်းစားတယ်ညရင်းဆွမ်းခံနောက်ပိုင်းကျမှမြတ်စွာဘုရားဆုံးမတဲ့အတိုင်းနောက်ပိုင်းတော်တော်လေးရဟန်းဘဝမှာဝါလေးတော်တော်ရလာမှဘုရားဆုံးမတိုင်းသူကတထက်ပဲစားတော့တာအဲ့ကြတော့မြတ်စွာဘုရားကိုခြေဆုတင်တဲ့အကြောင်းလာရောက်လျှောက်ထားတဲ့သုတ်တံခုနလက်တုကိကောပမသုတ်တံဆိုလက်တုကိကဆိုဖိလုံးငှက်ငယ်လေးနဲ့ပတ်သက်တဲ့သုတ်ကလေးဥပမာပေးပြီးတော့ဟောတဲ့သုတ်အခုဒီပဟုဝေရဏိယသုတ်မှာစိတ်ခံစားချက်မျိုးစုံနဲ့ပတ်သက်ပြီးတော့လက်သမားဆရာကြီးကရှင်ဥရဤကိုလျှောက်တာအရှင်ဘုရားဥရဤတဲ့ဗန္တိဥရဤရှင်ဘုရားဥရဤ
စိတ်ခံစားချက်ဘယ်နှမျိုးမြတ်စွာဘုရားဟောပါတယ်ဒီမေကွန်လေးမေးတာမြတ်စွာဘုရားကစိတ်ခံစားချက်တွေဝေဒနာတွေကိုဘယ်နှမျိုးဟောပါတယ်ဆိုသူကဖြေတာတိတ်သောခောခပတိဝေဒနာဟုတ်တာပကဝတာဒုက္ခဝေဒနာဒုက္ခဝေဒနာအဒုက္ခမဒုက္ခဝေဒနာလို့ဆိုမြတ်စွာဘုရားကစိတ်ခံစားချက်၃မျိုးဟောတယ်တဲ့ဒုက္ခဒုက္ခအဒုက္ခမဒုက္ခချမ်းသာတဲ့စိတ်ခံစားချက်ဆင်းရဲတဲ့စိတ်ခံစားချက်ချမ်းသာတာလည်းမဟုတ်ဘူးဆင်းရဲတာလည်းမဟုတ်ဘူးဆိုတဲ့ဥပိ္ပခစိတ်ခံစားချက်အဲ့လိုမြတ်စွာဘုရားက၃မျိုးဟောပါတယ်လို့ရှင်ဥရရဲ့ဖြေတာဖြေတော့လက်သမားဆရာကြီးကရှင်ဥရကြီးကိုပြန်လျှောက်တယ်အရှင်ဘုရားတဲ့မြတ်စွာဘုရားကစိတ်ခံစားချက်၃မျိုးဟောတာမဟုတ်ပါဘူးတဲ့2မျိုးပဲဟောပါတယ်လက်သမားဆရာကြီးကသူကပြောတာ2မျိုးပဲဟောတာပါတဲ့ဒုက္ခနဲ့ဒုက္ခဒီ2မျိုးပဲမြတ်စွာဘုရားဟောတာပါဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်ဘူးဆိုတာမဟောပါဘူးဆိုပြီးလက်သမားဆရာကြီးကလို့ပြောတယ်အဲ့ဒီမှာသူတို့ညင်ပွားဟိုက3မျိုးဒီက3မျိုးမဟုတ်ဘူး2မျိုး2မျိုးမဟုတ်ဘူး3မျိုးဘသူစကားမှနားမထောင်ဆွညင်းနေကြနော်တယောက်နဲ့တယောက်ဆွညင်းနေကြနားလဲအောင်ပြောလို့မရဘူးဥရကြီးပြောတာလဲလက်သမားကလက်မခံဘူးလက်သမားဆရာကြီးပြောတာလဲဥရကြီးကလက်မခံအဲ့တော့တယောက်နဲ့တယောက်အပေးယူမတည့်ပဲနဲ့ညင်းကြခုန်ကြတယ်အဲ့ဒီကနေစပြီးဒီသုတ်တန်ဟောလာတာမြတ်စွာဘုရားနော်အဲ့တော့သူတို့နဲ့တိုက်ရိုက်တွေ့တာတော့မဟုတ်ဘူးဝေဒနာ2ပါးဝေဒနာ3ပါးဝေဒနာ2ပါးဘုရားဟောတာနဲ့ပတ်သက်ပြီးတော့ညင်းပွားနေကြတာဒါလည်းမှတ်သားစရာပဲညင်းပွားဖို့မသိတဲ့အကြောင်းမှတ်ရမှာပေါ့နော်အဲ့ဒါကိုသူတို့ညင်းပွားနေတဲ့အချိန်မှာမလမ်းမကမ်းမှာရှိတဲ့ရှင်အနန္ဒာကကြားသွားသူတို့နှုတ်ညင်းနေတာကိုကြားတော့အရှင်အနန္ဒာကမြတ်စွာဘုရားစီသွားတယ်သွားပြီးတော့မြတ်စွာဘုရားကိုတယုတသေးရှိခိုးကတော့ပြုတ်ပြီးတော့သူတို့ညင်းပွားနေတာကိုဘုရားသွားလျှောက်တယ်ဒီအကြောင်းကိုမြတ်စွာဘုရားကိုလျှောက်တယ်အဲ့တော့မြတ်စွာဘုရားကရှင်အနန္ဒာကိုပါပြောတော့ဆိုအနန္ဒာတဲ့ဒီလက်သမားဆရာကဖြစ်နိုင်တဲ့အကြောင်းရှိရတဲ့နဲ့ဥရရဲ့စကားကိုလက်မခံတာတဲ့ဥရကြီးကလည်းပဲလက်သမားဆရာစကားကိုနားမထောင်တာတဲ့ငါရှင်းရှင်းပြောမယ်ဆိုလို့ရှိရင်ငါဟာဝေဒနာကို2မျိုးလဲဟောတယ်ဖြစ်နိုင်တဲ့ဒီအရာဒီမျိုးစုံတဲ့ရွက်ချက်မျိုးစုံတဲ့ငါဝေဒနာကို2မျိုးလဲဟောတယ်3မျိုးလဲဟောတယ်5မျိုးလဲဟောတယ်6မျိုးလဲဟောတယ်18မျိုးလဲဟောတယ်36မျိုးလဲဟောတယ်နော်800လဲ108လဲဟောတယ်800လဲဟောတယ်800လဲဟောတယ်အဲ့တော့စိတ်ခံစားချက်တွေကိုအမျိုးစုံဟောထားတာဗျာ2မျိုးဟောတယ်3မျိုးဟောတယ်4မျိုး5မျိုးဟောတယ်နော်18မျိုးဟောတယ်36မျိုးဟောတယ်800ဟောတယ်အမျိုးပေါ့အဲ့လိုဝေဒနာတွေငါကသူ့နီးနဲ့သူ့ရွက်ချက်နဲ့သူအဲ့လိုဟောထားပါဖြစ်တဲ့နဲ့တူနဲ့တူနားမထောင်ပဲနဲ့အပေးယူမဖြစ်ပဲနဲ့တူပြောတာကိုတူကလက်မခံဘူးဖြစ်နေကြတယ်ပေါ့အဲ့ဒီလိုလက်မခံလို့ရှိရင်တူနဲ့တူအငင်းပွားမယ်နှုတ်လန်းထိုးကြမယ်အငင်းပွားတာဝိဝါဒ
တယောက်ကတမျိုးပြောတယောက်ကဟိုပြောညဉ့်ညခုံကြတာဗန္ဒနာကလဟခိုက်ရန်ဖြစ်ကြတယ်နော်ညဉ့်နဲ့ခိုက်ရန်ဖြစ်တယ်အယူဆကွဲပြားကြတယ်ကွဲပြားတဲ့အခါကျတော့နိမဲငဆမုခတတ္တိအဲ့ဒီစကားလုံးကိုကြည့်ပြီးနှုတ်လန်ထိုးတယ်လို့ခေါ်တာနော်မုခဆိုတာနှုတ်တတ္တိကလှမ်းနှုတ်လန်ထိုးတယ်ဆိုတော့ကက်ကလန်ပြန်ရန်တွေ့တာပြောတာမပြောတာမဟုတ်ဘူးငါပြောတာမှဟုတ်တယ်ဆိုပြီးတော့တယောက်နဲ့တယောက်နာကြည့်အောင်ပြောတာကိုပဲမုခတတ္တိနှုတ်လန်လို့ပြောတာနော်လှမ်းနဲ့တူတယ်နှုတ်လှမ်းနဲ့ထိုးရင်နာတယ်ပါးစပ်နဲ့ပြောရင်လည်းနာတတ်တယ်ဒါကြောင့်နှုတ်လန်ထိုးတယ်ဒီစကားလုံးကိုသုံးလေးရှိတယ်အညမညာမုခတတ္တိဟိဝိတုထန္တာဝိရိတန္တိအဲ့တော့တယောက်နဲ့တယောက်အပေးယူမတည့်ဘူးတယောက်ပြောတော့တယောက်ကလက်မခံနိုင်ဘူးဆိုလို့ရှိရင်တူနဲ့တူနှုတ်လန်ထိုးပြီးတော့အငြင်းပွားနေမှာပဲတဲ့ငါကဟောလို့ရှိရင်အကြောင်းတစ်ခုကိုအကြောင်းပြုပြီးတော့ဟောတာသူ့နေရာနဲ့သူဟောတာဒီနေရာမှာဒါဟောတယ်ဟိုနေရာမှာဟိုလိုဟောတယ်ဆိုင်ရာအကြောင်းတရားလေးတွေနဲ့ငါဟောတာအဲ့ဒီလိုငါဟောတာကိုအချင်းချင်းသူပြောတာလည်းဟုတ်တယ်ငါပြောတာလည်းဟုတ်တယ်နှစ်မျိုးဆိုလည်းဟုတ်တယ်သုံးမျိုးဆိုလည်းဟုတ်တယ်သူနီးနဲ့သူဟောတာအချင်းချင်းလက်ခံနိုင်ရမှာပေါ့တဲ့အဲ့ဒီလိုလက်ခံနိုင်မှအငြင်းမပွားပဲနဲ့ညီညွတ်ညွတ်တူနဲ့တူပိယစက္ခုဟိတံပတ္တန္တဝိရိတန္တိအဲ့ဒီလိုအငြင်းမပွားပြီဆိုတော့မှချစ်ဖွယ်သောမျက်လုံးမေတ္တာမျက်လုံးနဲ့တူချိနိုင်မှာပေါ့တဲ့လို့မို့ဆိုရင်မျက်စောင်းထိုးကြည့်ကိုညမှာပေါ့မြတ်စွာဘုရားကညင်းတာမကြိုက်ဘူးနော်ညင်းတာမကြိုက်ဘူးညင်းတာလည်းမကြိုက်ဘူးရံဖြစ်တာလည်းမကြိုက်ဘူးသူနီးသူ့ဟာနဲ့မှတ်ရမယ်ဒါမျိုးနဲ့ပတ်သက်မညင်းရဘူးဆိုအငြင်းမပွားရဘူးတဲ့မလို့လားအဘနဲ့အငြင်းမပွားရဘူးဆိုရှင်အနန္ဒာကိုဒီစကားမေးကြည့်တာဟာဒါဘုရားမြတ်စွာရဲ့အာဘောကဘယ်သူပဲဖြစ်ဖြစ်ဘယ်ကိစ္စနဲ့ပတ်သက်ပဲဖြစ်ဖြစ်အငြင်းပွားခြင်းဟာမကောင်းဘူးလို့ဆိုလို့ညီညွတ်ရေးပျက်စီးအောင်မငြင်းသင့်ဘူးပေါ့လောကလူတွေကအငြင်းကတန်တယ်လေကိုပြောရမှဟုတ်သူပြောတာလက်မခံနိုင်ဘူးဆိုတာမျိုးတွေဖြစ်တယ်ပေါ့အဲ့ဒါကိုမြတ်စွာဘုရားအငြင်းမပွားစေချင်ဘုရားဟောတဲ့ဝေဒနာဆိုတာမျိုးစုံရှိတယ်ပေါ့နှမျိုးဟောတယ်ဆိုတာအဲ့ဒီမဲ့တစ်မျိုးတည်းလည်းဟောတယ်မြတ်စွာဘုရားတစ်မျိုးတည်းဟောတယ်ဆိုတာဘာလို့သဗ္ဗန္တံဒုက္ခသမိန်အလုံးဝေဒနာကိုခြုံလိုက်ရင်ဒုက္ခပဲနော်ဒုက္ခနှစ်ခုစလုံးဟာအလုံးနဲ့ထည့်လိုက်မယ်ဆိုလို့ရှိရင်သင်္ခါရဒုက္ခဖြစ်လို့ဒုက္ခပဲအလုံးဒုက္ခတစ်မျိုးတည်းလည်းဟောတယ်ဗျာနှစ်မျိုးကြတော့ဒုက္ခသုံးမျိုးကြတော့ဒုက္ခအဒုက္ခမဒုက္ခငါးမျိုးကြတဲ့အခါကြတော့အိန္ဒိယဒေသနာကြတော့ဝေဒနာကိုငါးမျိုးဟောတယ်ဒုက္ခဒုက္ခသောမနတဒေါမနတဥပေက္ခကာယိကဒုက္ခကဒုက္ခကာယိကဒုက္ခကဒုက္ခသောမနတကစေတသိကဒုက္ခဒေါမနတကစေတသိကဒုက္ခကာယမှာဖြစ်တာနဲ့စိတ်ဓာတ်မှာဖြစ်တာနှစ်ခုခွဲလိုက်တယ်ဥပေက္ခကြတော့တစ်မျိုးတည်းပဲထားတယ်အဲ့ဒါငါးမျိုးလို့ခေါ်တယ်အဲ့ဒါလို့ငါးမျိုးလဲဟောတာပဲအဲ့တော့6မျိုးလဲဟောတာပဲဘာဖြစ်လို့တော့ဆိုတွာရ6ပါးရှိတယ်စက္ခုတံပတ္တသာဝေဒနာစက္ခုတံဖတ်တာကြောင့်ဖြစ်တဲ့ဝေဒနာမျက်စိကမြင်ပြီးတော့ဖြစ်တဲ့ဝေဒနာသောတတံဖတ်တာသာဝေဒနာခန္ဓာတံဖတ်တာသာဝေဒနာစိဝတံဖတ်တာသာဝေဒနာကာယတံဖတ်တာသာဝေဒနာမနောတံဖတ်တာတွာရ6ပါးမှာဝေဒနာ6ပါးဖြစ်လို့အဲ့ဒါလိုလဲ6မျိုးလဲဟောတာရှိတယ်လို့သူတို့ဆိုတယ်ပေါ့နော်အဲ့လိုဝေဒနာတွေကိုအမျိုးစုံမြတ်စွာဘုရားဟောသွားတာ
အဲ့ဒါကိုငါဟောတာကိုသဘောပေါက်နားလည်ပြီဒီနေရာမှာတော့2မျိုးဟောတယ်ဒီနေရာမှာ3မျိုးဟောတယ်ဒီနေရာမှာ6မျိုးဟောတယ်36မျိုးဟောတယ်100ဟောတယ်ဒါတယောက်နဲ့တယောက်နားလည်ပြီးတော့လက်ခံတဲ့ပေါ့အဲ့တော့လက်မခံတာဟာမှားယွင်းတယ်ချင်းချင်းညှိနှိုင်းပြီးတော့လက်ခံတဲ့လက်ခံခြင်းရဲ့အကျိုးကဘာလို့ဆိုရင်တုံးနဲ့တူမေတ္တာမပြတ်ဖဲနဲ့နော်ညီညွတ်ညွတ်နဲ့အငြင်းမပွားပဲနဲ့စိတ်ချမ်းသာကိုယ်ချမ်းသာနေနိုင်တယ်အငြင်းပွားပြီဆိုရင်တူပေါ်တူမကျေနပ်မှုတွေနဲ့နှုတ်လန်းထုံးမှုတွေနဲ့ဖြစ်တတ်တယ်လို့ရှင်နန္ဒာကိုဒီလိုမိတ်ပြီးတော့မြတ်စွာဘုရားဟာချမ်းသာဒုက္ခဝေဒနာနဲ့ပတ်သက်ပြီးတော့အများဆုံးဟောတယ်ရှင်းပြတယ်ဒုက္ခဝေဒနာနဲ့ပတ်သက်ပြီးဘာဖြစ်လို့ဒါကဒုက္ခဝေဒနာတစ်မျိုးတည်းကိုရှင်းလို့ဆိုတော့ဒုက္ခဆိုတာတော့အများကြီးမရှိဘူးနော်ဒုက္ခကစာပေကျမ်းကမှာဒုက္ခဝေဒနာလို့ဟောတဲ့အခါမှာဒုက္ခ3မျိုးမှတ်ထားတဲ့နော်ဒုက္ခလို့ဟောတဲ့အခါမှာဒုက္ခဒါတစ်ခုဒုက္ခကိုနှစ်ထပ်ကွမ်းသုံးထားတာဒုက္ခညီးတာမဟုတ်ဘူးနော်ဒုက္ခညီးတာကတော့ဒုက္ခအဲ့ဒါကအဘိဓိတ်လို့ခေါ်တယ်ဒါကတော့ဒုက္ခဆိုတဲ့အတိုင်းတကယ်ဒုက္ခလို့ပြောလို့တာနှစ်ထပ်ကွမ်းပြောတာနောက်ပြီးတော့ဝိပရိနာမဒုက္ခပြောင်းလဲသွားတဲ့ဒုက္ခနောက်ဆုံးတစ်ခုကသင်္ခါရဒုက္ခလို့အဲ့3မျိုးကခွဲလေးရှိတယ်အဲ့ဒါလေးကိုသတိထားနံပါတ်1ကဒုက္ခနံပါတ်2ကဝိပရိနာမဒုက္ခဝိပရိနာမဒါကြီးနဲ့ပြောင်းလဲသွားတဲ့ဒုက္ခသင်္ခါရဒုက္ခအဲ့ဒါဒုက္ခဆိုတာဘယ်ဟာခေါ်တာတော့ဆိုရင်တကယ်ခန္ဓာကိုယ်ပေါ်မှာနာကျင်ကြိုက်ခဲတဲ့ကာယကဒုက္ခဒါတစ်ခုစိတ်ဆင်းရဲတဲ့ဒုက္ခက2ခုဒေါသမှုတွေဆိုတာဒေါသနဲ့ရှင်တဲ့စိတ်က2ခုရှိတယ်အဲ့ဒီမှာဒုက္ခဆိုဒီမှာကာယကဒုက္ခရဲ့အဲ့ဒါကိုအပြီးတော့မှကျတော့ဒုက္ခသဟကုကာယဝိညာဉ်စိတ်ကာယကဒုက္ခဒါတစ်ခုစေတသိကဒုက္ခကျတော့2ခုရှိတယ်ဒေါသမှုတွေဒေါမနတလို့လည်းခေါ်တယ်အဲ့ဒါက2ခုပေါင်းလိုက်တော့3ခုအဲ့ဒီ3ခုကကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုအဲ့ဒီ3ခုဟာဒုက္ခဆိုတဲ့အတိုင်းတကယ်ကိုလူသိများတဲ့ဒုက္ခခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့နာကျင်ကြိုက်ခဲမှုလူတိုင်းသိတယ်ဒုက္ခခေါင်းကြိုက်တယ်ကြောအောင်တယ်ခါနာတယ်ဒူးနာတယ်သွားကြိုက်တယ်အဲ့ဒါတွေကကာယကဒုက္ခလို့ခေါ်တယ်စိတ်ညစ်တယ်စိတ်ဆင်းရဲတယ်လောကကြီးမှာမပြောဘူးဝမ်းနေတယ်ဆိုတာအဲ့ဒါစေတသိကဒုက္ခအဲ့ဒီဒုက္ခတွေကိုလူတိုင်းကသိတယ်သိတာထင်ရှားတဲ့ဒုက္ခအဲ့ဒါကိုဒုက္ခလို့ပြောတာနော်ဒုက္ခသည်3ခုရှိတယ်ဒုက္ခဆိုတဲ့အတိုင်းတကယ်ဆင်းရဲတာတွေအဲ့ဒါတွေနောက်ဝိပရိနာမဒုက္ခဆိုပြောင်းလဲသွားလို့ဖြစ်ရတဲ့ဒုက္ခအဲ့ဒါဘာကိုခေါ်တာတော့ဆိုဒုက္ခနဲ့သောမနတကိုခေါ်တာဒုက္ခဝေဒနာကကာယကဒုက္ခသည်ဒုက္ခဝေဒနာနော်စေတသိကဒုက္ခသည်သောမနတအဘိဓမ္မာနဲ့ပြောမယ်ဆိုရင်သောမနတတာကိုစိတ်62ခုနဲ့ဒုက္ခတော့ကာဝဉ္ဇစိတ်တစ်ခုအလုံး63ခုဟာဒုက္ခသည်သူ့ဟာသူနေရင်ဒုက္ခနဲ့သောမနတသည်သူ့ဟာသူနေရင်ဒုက္ခအဲ့ဒီဒုက္ခသည်ပြောင်းလဲသွားတာနဲ့တပြိုင်နက်ဒုက္ခလို့ဆိုလို့တယ်နော်ဒုက္ခဝေဒနာဆိုဒီတိုင်းမနေဘူးလေအပြောင်းလဲဖြစ်သွားတာဒုက္ခဝေဒနာကုံဆုံးလိုက်တာနဲ့ဒုက္ခဖြစ်သွားတယ်အဲ့ဒါကြတော့ဒုက္ခဝေဒ
ဝိပရိနာမဒုက္ခဆိုတာဘယ်သူခေါ်တာတော့ဒုက္ခနဲ့သောမနတာကိုခေါ်တယ်လို့အကျဉ်းချုပ်မှတ်တာဒုက္ခဝေဒနာနဲ့ဝေဒနာ၅ပါးနဲ့ပြောမယ်ဆိုရင်ဒုက္ခဝေဒနာနဲ့သောမနတာဝေဒနာကိုဝိပရိနာမဒုက္ခလို့ခေါ်တယ်သင်္ခါရဒုက္ခဆိုတော့ဝေဒနာထဲမှာရှိတဲ့ဥပိ္ပခဝေဒနာသူဒီမမြဲသည့်အတွက်ကြောင့်ဒုက္ခတွေထည့်သွင်းထားတယ်။နောက်ကြံတဲ့စိတ်စေတသိက်တွေအလုံးခုနကဒုက္ခလည်းမပါဘူးဒုက္ခသောမနတလည်းမပါဘူးဆိုတဲ့စိတ်စေတသိက်တွေဥပိ္ပခဝေဒနာနဲ့ကြံတဲ့စိတ်စေတသိက်ရုပ်တရားသင်္ခါရဒုက္ခလို့ခေါ်တယ်။ဘာကြောင့်သင်္ခါရဒုက္ခလို့ခေါ်တော့ဆိုရင်မမြဲလို့ဖြစ်ပြီးရင်ပြတ်တဲ့ဟာတွေမို့သင်္ခါရတွေကနေမလွတ်လို့သူတို့သင်္ခါရဒုက္ခသူကတော့ကျဲတယ်အဲ့လိုမှတ်ရမယ်နော်အဲ့လိုမှတ်ဝေဒနာနဲ့တင်ပြောမယ်ဆိုလို့ရှိရင်ဒုက္ခဆိုတာတကယ်ဒုက္ခဒေါမနတာကိုခေါ်တယ်ဝိပရိနာမဒုက္ခဆိုတာဒုက္ခနဲ့ဒေါမနတာကိုခေါ်တယ်သင်္ခါရဒုက္ခဆိုတာဥပိ္ပခဝေဒနာကိုခေါ်တယ်လို့ဝေဒနာကြည့်ပြောရင်အဲ့လိုပြောနော်အဲ့လိုဆိုလို့ရပေါ့အဲ့ဒါဒုက္ခလို့နာမည်တက်ထားတဲ့တရား၃မျိုးအဲ့တော့မြတ်စွာဘုရားကတခါတရံဒုက္ခလို့ပဲပြောလိုက်တယ်တခါတရံဒုက္ခနှစ်ခုပြောတယ်တခါတည်းက၃ခုပြောတယ်အဲ့ဒါသူ့နေရာနဲ့သူ့အကြောင်းနဲ့သူဟောထားတာဖြစ်လို့နားလည်ရမယ်သဘောပေါက်ရမယ်လက်ခံနိုင်ရမယ်အဲ့လိုဆိုလို့တယ်အဲ့လိုမြတ်စွာဘုရားကငါကသူ့အကြောင်းနဲ့သူဟောတာကိုလက်မခံဘဲနဲ့အငြင်းပွားနေလို့ရှိရင်ရှံဖြစ်မှာပဲတဲ့တယောက်နဲ့တယောက်မတည့်တာပဲဖြစ်လိမ့်မယ်ငါသူနီးနဲ့သူဟောတာတဲ့အရာကိုအချင်းချင်းပြန်လာနားလည်မှုပေးတယ်ဆိုလို့ရှိရင်တော့အငြင်းမပွားပဲနဲ့ညီညွတ်ကြမှာပဲတဲ့အငြင်းပွားခြင်းမပွားခြင်းအကြောင်းကိုမြတ်စွာဘုရားရှင်းပြတာကိန္တိတုတ်မှာဆိုလည်းပဲအငြင်းပွားစရာပေါ်လာလို့ရှိရင်မတူရင်မတူဘူးလို့မှတ်ထားတူတဲ့နေရာမှာဆွေးနွေးမယ်အခုခေတ်မှာပြောတာမဟုတ်ဘူးနော်အယူဝါဒချင်းမတူဘူးဆိုလို့ရှိရင်မတူတာဖဲထားတူတာကိုနဲ့သွားကြမယ်လို့ပြောကြတယ်အမြတ်စွာဘုရားဟောလွန်ခဲ့တဲ့နှစ်ပေါင်း2600တဲ့ဟောထားတာအဲ့ဒီဟာနော်တယောက်နဲ့တယောက်လက်တွဲတယ်မိသားစုဆိုတာတယောက်နဲ့တယောက်အမြင်ချင်းညှိလို့မရဘူးဆိုထားညှိလို့ရတဲ့ဟာနဲ့သွားကြည့်လို့မရတာအသာထားမဆွေးနွေးနဲ့အဲ့ဒါလွတ်ထားလိုက်ပြီးတော့သူနဲ့ကိုယ်သဘောတူတဲ့ဟာနဲ့ဆက်ပြီးအလုပ်လုပ်လောကလူဆိုတာသူ့အမြင်ကိုယ်အမြင်ကွဲပြားခြားနားနေမှာပဲဘယ်တော့မှပေါင်းစပ်လို့ရမှာမဟုတ်ဘူးဒါရှင်နုရုဒ္ဓတို့လိုစိတ်ထားနိုင်မှသာပေါင်းစပ်လို့ရမယ်ရှင်နုရုဒ္ဓတို့တကယ်ချင်း၃ယောက်ကတော့ငါဆန္ဒကိုသာထားငါစိတ်အလိုကိုသာထားသူတို့စိတ်တိုင်းကနေမယ်ဆိုရဲအဲ့ဒီလိုထားမှရမှာ၃ခုတစ်စိတ်၂ခုတစ်စိတ်၃ခုတစ်စိတ်အဲ့လိုမှသဘောချင်းအတိုက်ဆိုင်လို့ရမှာအနုဘုဆိုရင်လူဆိုတာနာနိစ္စတရားနာနာဆန္ဒတမေတဖေးတဲ့မွေးတဲ့ညီကိုအရင်ပေါင်းနှမအရင်ညင်မအရင်တောင်မှပဲတယောက်နဲ့တယောက်မတူစိတ်ဆန္ဒကွက်ပြချမ်းသာတယ်လို့ဆိုလို့တယ်နော်ဧကိစ္စတရားနာမထုံးလပါစိတ်ဆန္ဒချင်းတူတယ်လို့ဆိုတာအလွန်ရခဲ့ပါတယ်တဲ့ဓမ္မရှားပါတယ်နာနိစ္စတရားနာနာထိပုတ်တိကနှလုံးသွင်းမှုတွေအမျိုးစုံလူဆိုတာဓမေရဲမွေးလို့ညီကိုမောင်နှမဖြစ်နေပြီမဲ့လို့စိတ်ဆန္ဒချင်းကြတော့ဓမေရဲကမွေးတာမဟုတ်တော့ရှုပ်ကသာဓမေရဲကမွေးတာစိတ်ကြတော့တစ်မျိုးစီပဲနော်လူဆိုတာစိတ်ကတော့အဲ့ဒါကိုမြတ်စွာဘုရားကနားလည်နိုင်ရမယ်လို့ဆုံးမတာနားလည်ဖို့လိုအပ်တယ်မငင်းနဲ့နားလည်ရမယ်ဆိုပြီးတော့ဗာဆက်ဟောတော့ဆိုချမ်းသာဒုက္ခအဆင့်တဲ့မှာအကောင်းဆုံးချမ်းသာပါလေလောကလူတွေဟာ
ချမ်းသာဒုက္ခရနေကြတယ်သူတို့ရတဲ့ချမ်းသာဒုက္ခဘာချမ်းသာလဲအဲ့ဒီသူတို့ရတဲ့လူတွေရတဲ့ချမ်းသာတဲ့ကောင်းတဲ့ချမ်းသာတွေရှိလားအဲ့ဒါကိုဟောမှာလူတွေလက်လန်းမမိတဲ့ချမ်းသာဒုက္ခချမ်းသာတဲ့လို့တောင်မသိတာအဲ့တော့လူတွေသိတဲ့ချမ်းသာဘာချမ်းသာလဲအဲ့ဒီမှာဘဟုဝေဒနိယသုတ်တံမှာဒုက္ခတယုတ်ကိုမြတ်စွာဘုရားအမျိုးမျိုးရှင်းပြတယ်အဲ့ဒါလေးကိုမှတ်သားဖို့လိုတယ်ပေါ့နော်အကောင်းဆုံးချမ်းသာဘာလဲအဲ့တော့မြတ်စွာဘုရားဆက်ဟောတယ်အာနန္ဒာကာမခုဏကာမဂုဏ်ဆိုတာ5မျိုးရှိတယ်တဲ့လူတွေပြောနေကြတဲ့ဒီကာမဂုဏ်ဆိုတာ5မျိုးရှိတယ်ကာမခုဏကိုကာမဂုဏ်လို့ပြောတာဘာကြောင့်ပြောတာလဲခုဏဆိုတာအယိချင်းကိုပြောတာမဟုတ်ဘူးဒီနေရာမှာကာမဆိုတာလူချင်းစရာကောင်းတယ်ခုဏဆိုတာစိတ်ကိုနှောင့်ဖွဲ့ထားရတယ်လူချင်းစရာကောင်းပြီးစိတ်ထဲမှာဆွဲလန်းနေတယ်လို့ကာမဂုဏ်လို့ခေါ်တာနော်တချို့ကတခြားအဓိပ္ပာယ်ပြောသေးတယ်ကာမဂုဏ်ဆိုတာကာမဂုဏ်နဲ့မကာရင်မကုန်ဘူးလို့ပြောတဲ့သူပါရှိသေးတယ်အဲ့ဒါဒီအဓိပ္ပာယ်ကိုပြောတာမဟုတ်ဘူးနော်ချမ်းဖန်ပြောတဲ့အဓိပ္ပာယ်ပဲပြောခြင်းနဲ့ဆိုလိုခြင်းနဲ့ဒီစကားလုံးရဲ့အဓိပ္ပာယ်ကကာမဂုဏ်ဆိုတာကာမခုဏအာရာကာမဆိုတာလူချင်းစရာအာယုန်တွေကိုခေါ်တာလူချင်းစရာအာယုန်ဆိုတာနာမည်တက်လိုက်ရင်အများကြီးပေါ့စူပါမားကတ်သွားကြည့်လိုက်အများကြီးပဲဟွာလေးလည်းလူချင်းဒါလေးလည်းလူချင်းအဲ့တော့နာမည်တွေမတတ်တော့ဘူးမျက်စိကမြင်တဲ့အဆင်းနှစ်သက်စရာအာယုန်နားကကြားရတဲ့နှစ်သက်စရာအာယုန်နှာခေါင်းကနမ်းရှူရတဲ့နှစ်သက်စရာအနံ့အာယုန်လျှာနဲ့ရတာခံရတဲ့ရတာအာယုန်နှစ်သက်စရာရတာအာယုန်ခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့နှစ်သက်စရာအထိတွေ့အာယုန်အဲ့ဒါကိုကာမလို့ခေါ်တယ် sensual pleasure လို့ပြန်နော် sensual pleasure ကြိုက်တဲ့လူတွေကအဲ့ဒီလူချင်းစရာအာယုန်၅ပါးသည်ခုနစိတ်ထဲမှာဆွဲပြီးတော့စိတ်နဲ့နှောက်ဖွဲ့ထားတယ်လူတာရောစဉ်အနှောက်ဖွဲ့လို့ပဲခုနဆိုတာအနှောက်ဖွဲ့စိတ်ထဲမှာနှောက်ဖွဲ့ထားတယ်ဒါကြောင့်မလို့ကာမဂုဏကာမဂုဏ်လို့ခေါ်တယ်အဲ့တော့ကာမဂုဏ်ဆိုတာ5မျိုးရှိတယ်ဆိုပြီးတော့မြတ်စွာဘုရားဘယ်5မျိုးတုံးလို့ဆိုပြောတော့စက္ခုဝိညေယရူပအိဋ္ဌကန္တာမနာပါပိယရူပကာမုပတံဟိတာရဇနိယတဲ့ဒါဘုရားဖွင့်ပြတဲ့အဓိပ္ပာယ်နော်စက္ခုဝိညေယရူပစက္ခုဝိညေယမြင်သိစိတ်ဖြင့်သိရတဲ့အိဋ္ဌလူချင်းစရာကောင်းတယ်ကန္တနှစ်သက်စရာကောင်းတယ်မနာပစိတ်ကြိုက်ဖြစ်တယ်ပိယရူပချစ်ဖွယ်ရသဘောရှိတယ်ကာမုပတံဟိတနော်နှစ်သက်မြတ်နိုးမှုနဲ့ပတ်သက်တယ်ရဇနိယဆွဲမဲ့စရာကောင်းတယ်ဆိုတဲ့ရူပအစင်အာယုန်တွေပါတဲ့ဒါဒီတိုင်းပဲဟောတာပဲနေရာပဲဖြစ်ဖြစ်နော်ဒီအစင်အာယုန်တွေကမြင်သိစိတ်နဲ့ပဲသိလို့ရတယ်သို့မဟုတ်စက္ခုဒွါရမှာဖြစ်တဲ့စိတ်တွေနဲ့သိလို့ရတယ်မြင်သိစိတ်ကတော့အစဆုံးမို့သူကိုပြောလိုက်တာစက္ခုဝိညာဉ်စက္ခုဝိညာဉ်စိတ်ဖြင့်သိရတယ်စက္ခုဝိညာဉ်စိတ်ဆိုတာဥပလက္ခဏာနဲ့ပြောတာသိတာဇောနဲ့ကြမှာသိတာဖြစ်လို့စက္ခုဒွါရ၌ဖြစ်တဲ့ဝိသိစိတ်နဲ့သိရတယ်လို့ဆိုလို့အမြင်အာယုံကမျက်စိမှာဖြစ်တဲ့စက္ခုဒွါရမှာဖြစ်တဲ့စိတ်တွေနဲ့သာသိနိုင်တယ်လို့သူတို့ဆိုလို့တယ်နော်စက္ခုဒွါရမှာဖြစ်တဲ့စိတ်တွေနဲ့သာသိနိုင်တယ်ဒါတစ်ခုသောတဝိညာယတတ္တအတန်ဆိုတဲ့အာယုံကြတော့ဇာတိစိတ်နဲ့သာသိနိုင်တယ်ခန္ဓာဝိညာယခန္ဓာအနတ်ဆိုတာကြတော့ခန္ဓာဝိညာဉ်စိတ်နဲ့သာသိနိုင်တယ်စီဝဝိညာယရတ္တအရသာဆိုတာဇီဝဝိညာဉ်စိတ်နဲ့သာသိနိုင်တယ်ကာယဝိညာဏဖွတ်တတ်ပါထိတွေ့ဆိုတာကာယဝိညာဉ်စိတ်နဲ့သာသိနိုင်တယ်သူနေရာနဲ့ပါသူသိလို့ရတယ်
နော်သူ့နေရာနဲ့ပဲသူသိလို့ရတယ်သို့တော့လူတွေခံစားပြီးလူတွေရဲ့စိတ်ထဲကိုဆွဲလန်းအောင်ဖွဲ့နှောင်ထားတတ်တဲ့တရားအာယုံကဒီ၅ပါးပဲဒါတဲ့အာယုံကဒီ၅ပါးပဲအဲ့ဒါကာမဂုဏ်၅ပါးဆိုတာအဲ့ဒါခေါ်ရတယ်အဲ့ဒီကာမဂုဏ်၅ပါးနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတဲ့ကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုဒုက္ခဒေါမနတာအဲ့ဒါကိုကာမဒုက္ခလို့ခေါ်တယ်ကာမဒုက္ခဆိုတာကာမအာယုန်နဲ့ပတ်သက်တဲ့ချမ်းသာဝေချမ်းသာဒုက္ခအဲ့တော့လူတွေရနေတာဒီချမ်းသာဒုက္ခပဲရတယ်လူတွေအတွေ့အကြုံကဒါပဲဒုက္ခလို့သတ်မှတ်တာပြောလိုက်တာဆိုတာပဲနော်ဘာလို့ပြောတာတော့မုံစားရလို့နော်ပြောဝဲစားထွက်ပြီးတော့စားလို့ဟိုဟာဒီဟာကြည်ရလို့လူတွေကပြောတယ်အဲ့ဒါပဲမျက်စိအာယုံနားအာယုံကာကြခုံညပြောကြပါကြအဲ့ဒါတွေအလုံးဟာကာမဒုက္ခတွေကြီးပဲပြောစရာအာယုံကြောင့်ရရှိလာတဲ့စိတ်ချမ်းသာမှုလို့ဒီလိုဆိုလို့ရတယ်နော်ကာမဂုဏ်၅ပါးကိုအာယုံဆွဲပြီးတော့ဖြစ်ပေါ်လာတဲ့ချမ်းသာမှုဝမ်းသာမှုကိုကာမဒုက္ခလို့ခေါ်တယ်ဒါလူတိုင်းတွေ့ကြုံခံစားရတဲ့ဒုက္ခပဲမခံစားဘူးတဲ့လူရှိမှာမဟုတ်ဘူးလူတွေမကဘူးခွေးတွေလည်းပြောနေကြတာပဲလေအကောင်မလောင်တွေလည်းပြောကြတာပဲသူတို့ရတဲ့ချမ်းသာဒုက္ခလည်းကာမဒုက္ခပဲတိရစ္ဆာန်တွေတကောင်ရကြတယ်ကာမဒုက္ခတော့ကာမဒုက္ခလူတွေရင်ခံစားလို့ရတာမဟုတ်တိရစ္ဆာန်တွေလည်းခံစားနေကြတရားဝါတွေအများဆုံးကဒီကာမဒုက္ခပဲခံစားကြရတာများတယ်အဲ့ဒါကိုပဲအကောင်းဆုံးလို့ထင်တာဒါကြောင့်မို့တပည့်ဆက်ကြတရားဟောတဲ့အခါမှာအဲ့ဒီကာမဒုက္ခကိုချမ်းသာလို့အဲ့ဒီချမ်းသာကိုခံစားဖို့မင်းတို့မကြိုးစားနဲ့ကာမေတုကာမဒုက္ခလိကနုယောကောဆိုတာဘာဖြစ်လို့တော့ဟိနောအတန်းကြတယ်ခမောအရထရလူတွေခံစားတဲ့ချမ်းသာမျိုးဖြစ်တယ်ဘောထုဇဏိကောအများစုကြိုက်တဲ့အာယုံဖြစ်တယ်အနာရိယောမြတ်မှုကိုဖြစ်စေဘူးအနတ္တသဟိတောကောင်းကျိုးချမ်းသာမပေးဘူးအဓိကတော့အဲ့ဒါပါပဲအနတ္တသဟိတာပျော်ရွှင်ချမ်းမြေ့ပြီးတဲ့အခါမှာကောင်းကျိုးချမ်းသာရလာမှာမဟုတ်ဘူးလို့ဆိုလို့တယ်နော်ဒါပေမဲ့အဲ့ဒါကိုပဲပြောနေကြတာလောကလူတွေကပထမဆုံးသူတို့ရတဲ့ချမ်းသာသည်ကာမဒုက္ခပဲလူတိုင်းရရှိနေတဲ့ချမ်းသာသည်ကာမဒုက္ခအဲ့ဒီမှာမြတ်စွာဘုရားဆက်ပြီးတော့ရှင်းပြတယ်အနန္တာတဲ့မသိနာမလဲတဲ့ပုဂ္ဂိုလ်တွေကဘာပြောတော့ဆိုဧတပရမံတတ္တဒုက္ခံသောမနတံပဋိတံဝေဒေတိလောကလူတွေဟာကာမချမ်းသာကိုသာလည်းအကောင်းဆုံးလုပ်ပြီးတော့ကာမချမ်းသာဟာအကောင်းဆုံးချမ်းသာပဲလို့ပြောမယ်ဆိုရင်သူ့စကားကိုငါလက်မခံနိုင်ဘူးတဲ့ခွင့်မပြုဘူးသူ့ပြစကားကိုမှန်တယ်လို့ငါလက်မခံဘာဖြစ်လို့တော့ဆိုတော့အဲ့ဒီချမ်းသာတဲ့ပိုကောင်းတဲ့ချမ်းသာရှိနေသေးတယ်ကာမဒုက္ခအကောင်းဆုံးချမ်းသာလို့ပြောကြတယ်အဲ့ဒါငါလက်မခံဘာဖြစ်လို့တော့ဆိုရင်အဲ့ဒီချမ်းသာတဲ့ပို့ပြီးတော့ကောင်းတဲ့ချမ်းသာရှိသေးတယ်ဘာချမ်းသာလဲဆိုတော့မြတ်စွာဘုရားချမ်းသာတစ်ခုချင်းထုတ်တာအဲ့ဒီကာမဂုဏ်အာယုန်တွေကိုပယ်ခွာလိုက်တဲ့အခါမှာကာမဂုဏ်အာယုန်စိတ်တွေလည်းကင်းတယ်အကုသိုလ်စိတ်တွေလည်းကင်းပြီးတော့ဝိဝေကသံပိတိဒုက္ခကာမဂုဏ်အာယုန်စိတ်တွေကင်းခြင်းကြောင့်ရရှိလာတဲ့နှစ်သက်မှုကျေနပ်မှုဆိုတဲ့ပထမဇန်ချမ်းသာဟာကာမချမ်းသာတဲ့ပူချမ်းသာတယ်ကာမချမ်းသာဆိုတာခံစားမှများလာရင်မောဟိုက်လာတာညှင်းငွေ့လာတာပထမဇန်ချမ်းသာဆိုတာက
ဘယ်နှခါခံစားဘယ်တော့မှညင်ခွေတာမရှိဘူးလူတွေဟာအိပ်ပြီးရင်နောက်ထပ်မအိပ်တော့ဘူးအိပ်လို့အိပ်ပျော်ရတဲ့ချမ်းသာမျိုးမလိုချင်တော့ဘူးလို့ရှိမှမရှိတာဘာလို့လို့ဆို rest ဖြစ်နားယူရတဲ့ချမ်းသာဖြစ်တယ်အဲ့ဒီကာမချမ်းသာဆိုတာပင်မနဲ့ချမ်းသာစိတ်လှုပ်ရှားတဲ့ချမ်းသာဒီပထမဇန်ချမ်းသာကြတော့သူကကာမအာယုန်นี่ကင်းစိတ်သွားပြီးတော့ကင်းကွာလွတ်လပ်သွားပြီးတော့ဖြစ်ပေါ်လာတဲ့ပိဋိဒုက္ခဝိဝေကစပိဋိဒုက္ခအဲ့ဒါနဲ့ရှင်ပြီးတော့စိတ်ဟာတည်ငြိမ်အေးချမ်းပြီးတော့ချမ်းသာတဲ့ချမ်းသာဖြစ်လို့ကာမဒုက္ခတဲ့ပို့ပြီးတော့ချမ်းသာတယ်တဲ့ပို့ကောင်းတဲ့ချမ်းသာဖြစ်တယ်အဲ့ဒီမှာလည်းပဲပထမဇန်ချမ်းသာရတဲ့ပုဂ္ဂိုလ်ကနေပြီးတော့လောကမှာဒီပထမဇန်ချမ်းသာဟာအကောင်းဆုံးပဲလို့ပြောရင်ငါလက်မခံဘူး။ဘာဖြစ်လို့လဲအဲ့တဲ့ကောင်းတဲ့ချမ်းသာရှိသေးတယ်။နော်အဲ့တဲ့ကောင်းတဲ့ချမ်းသာရှိသေးတယ်။အဲ့တဲ့ကောင်းတဲ့ချမ်းသာကဘာတုံးလို့ဆိုလို့ရှိရင်ခေါင်းပထမဇန်မှာပါတဲ့အတွေးတွေစိတ်ကူးတွေဝိတက်ဝိစာရတွေတွေ့တော့ဆင်ញင်စိတ်ကူးနေတာတွေကိုဖယ်ပလိုက်တဲ့အခါမှာပိဋိဒုက္ခဧကဂတဆိုတဲ့ပိဋိလေးနဲ့ဒုက္ခလေးနဲ့ဧကဂတလေးနဲ့ဒီသုံးမျိုးလေးစိတ်ကလေးတည်ငြိမ်ပြီးတော့ပိဋိလေးဖြစ်နေတဲ့ဒုတိယဇန်ချမ်းသာကပထမဇန်နဲ့ပို့ပြီးတော့ကောင်းတယ်ပထမဇန်ကအာယုန်နဲ့စိတ်နဲ့တွေ့ဆုံနေအောင်လှုပ်ရှားမှုလေးတွေရှိတယ်စိတ်ကူးကြံစည်နေတဲ့ဝိတ္တဝိစာရရဲ့တွန်းအားတွေရှိတယ်ဒုတိယဇန်ရတဲ့အခါအဲ့ဒီအနှောက်အယှက်တွေကင်းပြီးတော့တည်ငြိမ်သွားတယ်ဘာနဲ့တူတော့ဆိုရင်နော်လေတိုင်းလို့လှိုင်းကြရက်ကလေးတွေထနေတယ်ရေပြင်းလို့ပဲပထမဇန်ချမ်းသာကကြရက်ကလေးတွေထနေတယ်ဒုတိယဇန်ကြတော့လေမတိုင်းလို့ငြိမ်သွားတဲ့အခါမှာရေပြင်းကြီးဟာငြိမ်နေတဲ့ချမ်းသာမျိုးဖြစ်သွားတယ်ပိဋိနဲ့ပဲနေတာဖြစ်တယ်အဲ့ချမ်းသာကပထမဇန်ချမ်းသာတဲ့ပူချမ်းသာတယ်ခုနကကာမချမ်းသာတယ်လဲချမ်းသာတယ်ပထမဇန်ချမ်းသာတယ်လဲချမ်းသာတယ်ဒါတတိယမြောက်ချမ်းသာပဲနောက်တစ်ခုကျတော့ပိဋိကိုလည်းဖယ်လိုက်တယ်နှစ်သက်ကျေနပ်မှုပိဋိဟာရှင်ထဲမှာလှိုက်ပုတ်နော်နှလုံးသားကိုရိုက်ခတ်တာဖြစ်လို့ဒါမှမဟုတ်ပိဋိကြောင့်မျက်ရည်တောင်ထွက်တယ်လေသူကလှုပ်ရှားတယ်ပိဋိမျက်ရည်ဆိုတာရှိတယ်အဲ့ဒါကြောင့်ပိဋိပါနေတဲ့ချမ်းသာဟာတကယ်တည်ငြိမ်တဲ့ချမ်းသာမဟုတ်ဘူးဆိုပြီးပိဋိကိုဖယ်လိုက်လို့ဒုက္ခဧကဂတစိတ်ချမ်းသာမှုနဲ့တည်ငြိမ်မှုဒီနှစ်ခုတည်းနဲ့ရရှိတဲ့ချမ်းသာကိုတတိယဇန်ချမ်းသာလို့ခေါ်တယ်အဲ့ဒီတတိယဇန်ချမ်းသာကဒုတိယဇန်ချမ်းသာတဲ့ပိုကောင်းတယ်အဲ့ဒါမသိပဲနဲ့တတိယဇန်ချမ်းသာအကောင်းဆုံးလို့ပြောရင်ငါလက်မခံဘူးတဲ့နော်ငါလက်မခံသေးဘူးဒါဖြင့်တတိယဇန်ချမ်းသာတဲ့ကောင်းတဲ့ချမ်းသာဘာရှိသေးတော့ဆိုဒုက္ခဒုက္ခဆိုတာတွေကုန်ပယ်ပလိုက်တယ်လောကမှာဒုက္ခဒုက္ခခံစားချက်တွေတခုမှမရှိဘူးဒုက္ခဒုက္ခဒေါမနတဒါတွေကုန်ရှင်းသွားပြီးတော့ဥပိ္ပခဆိုတာလေးတခုပဲရှိတော့ဒါလည်းစိတ်ခံစားချက်ပဲမထင်ရှားတဲ့ဥပိ္ပခနဲ့ဧကဂတဒီနှစ်ခုနဲ့ယက်တိနိုင်တဲ့စတုထဇန်ချမ်းသာကြတော့ခုနပြောတာတွေပိုချမ်းသာသွားတယ်လုံးဝတည်ငြိမ်သွားတယ်သူကလုံးဝတည်ငြိမ်သွားတယ်လုံးဝတည်ငြိမ်သွားတော့လှုပ်ရှားမှုလုံးဝကင်းတဲ့ချမ်းသာတစ်ခုဖြစ်တယ်အဲ့လိုစရုရဇန်ချမ်းသာရတဲ့အခါမှာသူကပြောလိုက်မယ်တဲ့လောကမှာအကောင်းဆုံးချမ်းသာဟာဒါပဲဆိုရင်ဒါငါလက်မခံဘူးတဲ့အဲ့ဆိုဘာဖြစ်လို့တော့ဆိုရင်ဒီတဲ့ကောင်းတဲ့ချမ်းသာရှိသေးတယ်တဲ့ဒီတဲ့ကောင်းတဲ့ချမ်းသာဆိုတာရှုံးတဲ့ပတ်သက်တဲ့အာယုန်တွေကိုစွန့်ခွာပလိုက်တယ်ရှုပ်ပိုင်းဆိုင်ရာတွေမရှိတော့နော်ကတိုင်းရုပ်လို့ခေါ်တဲ့ဆံရဲ့အာယုန်တစ်ခုဖယ်ထုတ်လိုက်တဲ့အခါမှာကွက်လက်ကလေးတစ်ခုဖြစ်သွားတယ်ဆိုတော့
ပထဝီကတိုင်းရှုပြီးတော့ဇန်၄ပါးရတယ်ဆိုတာဆိုအဲ့ဒီအာယုံပေါ်မှာဇန်၄မျိုးရသွားတယ်အဲ့ဒီကတိုင်းအာယုံကိုနှလုံးမသွင်းမဲနဲ့ဖြောက်လိုက်လို့ရှင်အဲ့ဒါရဲ့ပျောက်သွားတယ်ပျောက်သွားပြီးတော့အဲ့ဒီနေရာမှာဘာဖြစ်လာတော့ဆိုကွက်လက်ကလေးတစ်ခုဖြစ်လာအဲ့ဒီကွက်လက်လေးကိုအာကာသလို့ခေါ်တယ်အဲ့ဒီအာကာသလေးကပညာဖြစ်သည့်အတွက်ကြောင့်ဖြစ်တည်ပြက်ဆိုတာမရှိဘူးပညာရဲ့သဘောတရားအဲ့ဒါကြောင့်မို့သူ့အနန္တအာကာသလို့ခေါ်တယ်ဖြစ်တာရဲ့ပြက်သွားတာရဲ့အဲ့ဒီအဆုံးနေမရှိဘူးသူ့ကိုအင်္ဂလိပ်လိုတော့ infinite space လို့ခေါ်နော်အဆုံးအပိုင်းအခြားအကန့်အသတ်မရှိတဲ့ space ကွက်လက်ကလေးအဲ့ဒီကွက်လက်ကလေးကိုအာယုံပြုပြီးတော့ဖြစ်နေတဲ့အာကာသနိစ္စယရဏဇံလို့ခေါ်တဲ့အာကာသကိုမိပြုပြီးတော့အာယုံပြုပြီးတော့ဖြစ်တဲ့ဇံစိတ်ကခုနကသရုတ်တဇံချမ်းသာတယ်ပူချမ်းသာသွားတယ်လှုပ်ရှားမှုလုံးဝမရှိဘူးလုံးဝတည်ငြိမ်သွားတယ်လူဟာသရုတ်တဇံအဆင့်ရောက်ရင်တော့မှပဲအသက်မရှူတော့ငြိမ်သွားပုံကတော့အသက်မရှူတော့အသက်မရှူလို့သိမှလားဆိုမသိဘူးသိမွေ့သွားတာလုံးဝအောက်ဆီဂျင်ပဲအရမတော့နဲ့တွေးမနေနဲ့နော်အောက်ဆီဂျင်နဲ့ပဲအသက်ရှင်တယ်လို့ထင်နေတဲ့သူကတွေးကောင်းတွေးလိမ့်မယ်ပေါ့အောက်ဆီဂျင်နဲ့ကောင်းတဲ့အသက်ရှည်စေကရထားပြီလေအဲကြောင့်ရှိနေပြီသူကအဲ့တော့အာဂတနိစ္စရဏဆံဆိုတာကခုနသရုတ်တဇံချမ်းသာတယ်ပို့ပြီးတော့ချမ်းသာတယ်အဲ့ချမ်းသာကိုလည်းပဲဒါအကောင်းဆုံးချမ်းသာလို့ပြောမယ်ဆိုရင်ငါလက်မခံသေးဘူးတဲ့ဖေ။သူရဲ့ချမ်းသာတာရှိသေးတယ်။အဲ့ဒီအာကာသကိုရှုပြီးတော့ရတဲ့ဇန်တဲ့အဲ့ဒီအာကာသကိုရှုတဲ့စိတ်ကိုပြန်ရှုပြီးတော့ရတဲ့ဇန်ကပိုကောင်းတယ်။ဘာကြောင့်လဲဆိုရင်အာကာသဆိုတာယုံနဲ့ပတ်သက်နေသေးတယ်။အော်ရှုံးတဲ့လုံးဝမပတ်သက်ဖ ೇನೆ စိတ်ကိုရှုလိုက်တာစိတ်ဆိုတာအကောင့်ထဲမှာမရှိတာနော်အကောင့်ထဲမှာမရှိတဲ့အာယုပေါ်မှာယက်တည်နိုင်တယ်ဆိုတာနေတဲ့စွမ်းရည်မှာမဟုတ်တာအဲ့ဒီဇံကြတော့ဒုတိယအရူပဇံလို့ခေါ်တယ်အဲ့ဒုတိယအရူပဇံကဘာလို့ဆိုလို့ရှိရင်နော်ဝိညာဉ်နိစ္စယရဏဇံအာဂတနိစ္စယရဏဇံကိုလွန်မြောက်ပြီးတော့ဝိညာဉ်နိစ္စယရဏဇံရသွားတယ်ဝိညာဏအနန္တspace ကိုအာယုပြုပြီးတော့ဖြစ်လာတဲ့ဒုတိယအရူပစိတ်နဲ့ရှင်တဲ့ဇံကပို့ပြီးတော့ချမ်းသာတယ်ပို့ပြီးတော့တည်ငြိမ်သွားတယ်နန္တရားကိုရှုပြီးတော့ရတဲ့ချမ်းသာအဲ့ဒီချမ်းသာကအကောင်းဆုံးပါလို့ပြောပြရင်လည်းငါလက်မခံသေးဘူးတဲ့အဲ့တဲ့ကောင်းတဲ့ချမ်းသာရှိသေးတယ်နော်ဇန်ချမ်းသာတွေအဆင့်နဲ့အဲ့တဲ့ကောင်းတဲ့ချမ်းသာအဲ့ဒီဝိညာဉ်နိစ္စယရဏစိတ်အလုံးဝမရှိတော့တဲ့အနေအထားမျိုးရောက်သွားတယ်ဖြောက်လိုက်တဲ့အခါမှာစိတ်တော့မရှိတော့မရှိတာကိုရှုပြီးယက်တည်တယ်ဆိုတာဘယ်လောက်ချမ်းသာမလဲစဉ်းစားကြည့်ပေါ့မရှိတဲ့အာယုံပေါ်မှာယက်တည်တာအဲ့ဒီစိတ်လေးကိုဖြောက်လိုက်လို့မရှိတဲ့အာယုံနတ္ထိဘာဝပညာလို့ခေါ်တယ်အဲ့ဒီပညာအာယုံလေးကိုအမိပြုပြီးတော့ဖြစ်ပေါ်လာတဲ့အာကိဉ္စဉ္ညာယရဏဇံကသူ့တဲ့ကိုချမ်းသာတယ်ဒါအရူပဇံနေပေါ့ဒါအကျမ်းမြင့်မဲ့နားလည်လို့ရမှာပဲနော်ကိုလည်းရတာလည်းမဟုတ်စာပေရပြရတဲ့လူကမှသိမှာဒါအကိဉ္စဉ္ညာယတနာဆံချမ်းသာအလုံးကိုချမ်းသာတယ်အဲ့ဆံချမ်းသာကိုဘယ်သူရသွားတော့လို့ဆိုရင်အာလရကာလမယတိကြီးရသွားတယ်နော်အာလရကာလမယတိကြီးမြတ်စွာဘုရားအလောင်းတောထွက်လာတဲ့အခါမှာသူစီသွားနီးခံပြီးတော့ဘုရားလောင်းလည်းရတယ်ဒီစားအဲ့ဆရာကြီးလည်းရတယ်အဲ့ဒါရပြီးတည်သွားတဲ့အခါကျတော့အာဂိစဉ္ညာရဏဘုံရောက်နေတယ်သူကအခုချိန်ရှုံးမဲ့တတ္တဝနန်းနဲ့နန်းကြီးပဲဖြစ်နေတယ်
ဒီအသိစိတ်လေးနဲ့ယက်တည်နေတဲ့ဘဝပေါ့နော်အဲ့တော့ဒီအာကိစဉ္ညာရဏစံချမ်းသာဟာအကောင်းဆုံးပါလို့ပြောမယ်ဆိုလို့ရှိရင်သူဟာလှုပ်ရှားနေတဲ့တိသာထင်ရှားနေတဲ့နန္တရားတွေရဲ့လှုပ်ရှားမှုတွေရှိနေတယ်နန္တရားတွေရဲ့ဖြစ်မှုတွေရှိနေသေးတယ်ဒါကြောင့်မို့လို့အဲ့ဒါကိုထပ်ပြီးတော့သမထကိုချစ်စဉ်တမာရီကိုတိုးမြှင့်လိုက်တဲ့အခါမှာစိတ်စေတသိက်တွေမရှိသလောက်တိမ်မွေ့သွားတယ်နော်အသိစိတ်တောင်ရှုပ်ဆိုတာအသာထားအသိစိတ်တောင်ပျောက်သွားလောက်အောင်တိမ်မွေ့သွားတဲ့နေဝတိညာနာတိညာနေဝတိညာဆိုတာအမှတ်တိညာလည်းမရှိတော့ဘူးနာတိညာလုံးဝမရှိတာတော့မဟုတ်ဘူးတကွက်ချန်ထားတာနော်မရှိဘူးနည်းနည်းတော့ရှိတယ်တိတာထင်ရှားလောက်အောင်မရှိဘူးအသိစိတ်ဆိုတာတိတာထင်ရှားလောက်အောင်မရှိဘူးသို့တော့နည်းနည်းလေးတော့ရှိသေးတယ်ငွေငွေလေးရှိနေသေးတယ်အဲ့တော့ယုံလည်းမရှိနာလည်းမရှိဘူးဆိုတဲ့အချိန်မှာလုံးဝချမ်းသာတာပေါ့မချမ်းသာတာကအဲ့ဒီယုတ်တိနာနေကြောင့်မချမ်းသာတာကိုအဲ့တော့ဒီနေဝတ္တဉာဏတဉာရဏဆံဟာချမ်းသာတယ်တဲ့ခုနပြောတာတွေတဲ့ပို့ချမ်းသာတယ်ဒါပေမဲ့တစုံတယောက်ကနေပြီးတော့နေဝတ္တဉာဏတဉာရဏဆံအချမ်းသာဆုံးလားအချမ်းသာဆုံးလို့ပြောရင်ငါလက်မခံဥရကရာမဗုဒ္ဓမှာရာမဆရာကြီးကအဲ့ဒီဇန်ထိရသွားတယ်ဘုရားလောင်းကလည်းပဲဒီခံပြီးတော့အထုတော်နေဝတ္တဉာဏတဉာရဏထိအောင်ရောက်သွားတယ်ရောက်ဖူးတယ်ဒီချမ်းသာမျိုးရဘူးတယ်ဘုရားလောင်းကနောက်ပြီးတော့ဘုရားလောင်းကဆက်အားမထုတ်ပဲနဲ့စွန့်လိုက်တယ်ဘာလို့လဲဆိုရင်သူ့ရဲ့လမ်းဆုံးကဒီဘုံမှာပဲသွားဆိုင်မှာကိုဒါကြောင့်မို့တန်တရားတွေကလွတ်ချင်တာဆိုတော့ဒါမဟုတ်သေးဘူးလမ်းမဆုံးဘူးဒီမှာရင်ရောက်နေလိမ့်မယ်တောင်းတင်လိမ့်မယ်ပေါ့အဲ့တော့တောင်းတင်မှာကြောက်လို့ဘုရားလောင်းကဒါကိုပြန်ဖယ်လိုက်တယ်အဲ့တော့ဟုတ်ပြီအဲ့ဒီနေဝတ္တဉာဏတဉာရဏဆိုတဲ့ဆံဟာတမာရီကျင့်စဉ်မှာဆိုရင်သူကနံပါတ်8ဖြစ်သွားပြီနော်ရူပဝဆရဇံက4ပါးအရူပဝဆရဇံက4ပါးသမဘတ်10ပါးတကယ်ချမ်းသာတွေပေါ့တော့အဲ့ဒီချမ်းသာဟာစိတ်တောင်မှပဲနည်းနည်းလေးပဲရှိသေးတယ်နည်းနည်းလေးရှိနေသေးသည့်အတွက်ကြောင့်နေဝတ္တဉာဏတဉာရဏဇံဒီအကောင်းဆုံးပါလို့ပြောလို့ရှိရင်ငါလည်းမခံသေးဘူးတဲ့သူတဲ့ကောင်းတာရှိသေးတယ်မြတ်စွာဘုရားဒါပြင်သူတဲ့ကောင်းတာဘာရုံလို့ဆိုလို့ရှိရင်နော်နေဝတ္တဉာဏတဉာရဏဇံကိုကြော်လွှားပြီးတော့တင်ညာဆိုတဲ့အတိဝေရိယတဆိုတဲ့ခံစားမှုတွေအဲ့ဒါတွေလုံးဝငြိမ့်သွားရမယ်အတိလုံးဝငြိမ့်ရမယ်ခံစားမှုတွေလုံးဝမပါဘူးအတိလည်းမပါခံစားမှုလည်းလုံးဝမပါတဲ့နိရောဓသမဘတ်လို့ခေါ်တယ်စိတ်စေတသိက်စေတသာယုတ်တွေလုံးဝချုပ်ငြိမ့်သွားတာနော်နန္တရားဆိုလုံးဝမဖြစ်တော့ဘူးစိတ်စေတသိက်စေတသာယုတ်လုံးဝချုပ်သွားပြီအဲ့တော့နန္တရားရှိနေသေးရင်မချမ်းသာဘူးဆိုတဲ့အဓိပ္ပာယ်ရနန္တရားရှိနေသေးရင်မချမ်းသာသေးဘူးသင်္ခါရတရားတွေရှိနေသေးတာကိုအဲ့ဒါကြောင့်ရှုပ်ကြီးတော့ထားလိုက်ရှုပ်ကြီးကတော့ကြမ်းနေသေးတယ်သို့တော့အသိစိတ်တွေကလုံးဝချုပ်သွားတယ်ချုပ်သွားတယ်ဆိုတာ pause လုပ်လိုက်တာပြောတာဘာကြောင့်အသိစိတ်တွေချုပ်ထားပြီးဘယ်လိုပြန်ပေါ်သလဲဆိုလို့ရှိရင်ဥပမာပါနဲ့တူတော့အဲ့ဒီនិရောဓသမဘဝင်စားတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာရှုပ်စီဝိတိန်တွေဆိုတဲ့ရှုပ်အသက်ကလေးကကျန်နေတယ်အသိစိတ်တွေသာချုပ်သွားတာအဲ့ဒီရုပ်အသက်ကလေးရှိတယ်အဲ့ဒီရုပ်အသက်ကလေးကိုကြောင်းပြုပြီးခန္ဓာကိုယ်ကကိုငွေ့ရှိနေသေးတယ်အဲ့ဒါကိုဥတ္တမလို့ခေါ်တယ်ဥတ္တမဆိုတဲ့ကိုငွေ့ရဲ့ရှုပ်သက်ရဲ့အဲ့ဒီနှစ်ခုကအပြန်အလှန်ထိန်းကြောင်းနေတာအဲ့တော့အသိစိတ်တွေချုပ်သွားတော့ချုပ်သွားတယ်ဆိုတာအကြောင်းမရှိလို့မဖြစ်တော့တာကိုပြောတာဘယ်ရောက်သွားတော့လို့မစင်စားနဲ့ငကိုယ်ထဲမှာအကြောင်းပေါ်မှာဖြစ်တာနော်အကြောင်းပေါ်မှာဖြစ်တာ
စီကိုလက်နဲ့ပို့လိုက်မှအတန်ကထွက်လာတာအဲ့ထွက်လာတဲ့အတန်ပဲရောက်သွားတော့ဘယ်မှမရောက်ဘူးပျောက်သွားတာပဲရှိဒါပြင်စီတဲ့ကထွက်လာတဲ့အတန်ကရောစီထဲမှာရှိလားမရှိဘူးအကြောင်းကြောင့်ဖြစ်တာအကြောင်းကြောင့်ဖြစ်ပြီးပျောက်တာပဲရှိတယ်အဲ့တော့စိတ်ဖြစ်ရမယ့်အကြောင်းတရားတွေကိုပဲဖျက်လိုက်တာပဲဖျက်လိုက်တော့အကြောင်းမရှိတော့သည့်အတွက်ကြောင့်စိတ်ကမရှိပဲဖြစ်လာတော့ဝိညာဏပဋိစ္စသမုပ္ပါဏံအသိစိတ်ဆိုတာအကြောင်းနဲ့မှဖြစ်တယ်ကြည့်လေမြင်သိစိတ်ဆိုတာတောင်မှပဲမျက်စိနဲ့အစင်အာယုံဆုံလိုက်တဲ့အခါမှာပေါ်လာတာဖြစ်တယ်လက်နဲ့စီဆုံလိုက်တဲ့အခါမှာစီတန်ထွက်လာတာမဆုံရင်ထွက်မှမထွက်တာဒါအဲ့ဒီသဘောပဲနော်အကြောင်းကိုဖယ်ထားလိုက်တယ်မျက်စိနဲ့အစင်မဆုံအောင်လှုပ်ထားလိုက်တဲ့သဘောမှာနားနဲ့အတန်မဆုံအောင်လှုပ်ထားလိုက်တယ်အသိစိတ်မလာတော့ချုပ်သွားတယ်ဘယ်ရောက်သွားတာတော့လို့တွေးကြမလို့ဘူးငကိုတွေကဘယ်နေမှမသိတာဘယ်မှာရှိတယ်လို့မှမဟုတ်တာနော်အကြောင်းကြောင့်ဖြစ်တာအကြောင်းကိုရပ်ထားလိုက်တာနဲ့တပြိုင်တည်းအသိစိတ်ကလည်းရပ်သွားတယ်ဒါပြင်အသိစိတ်ကဘယ်လိုလုပ်ပြန်ပေါ်လာတော့ဆိုခုနကပြောတဲ့ရုပ်စီဝိတလေးကမိခဲလေးနဲ့မိချီခဲလေးနဲ့အလားတန်တူတယ်သူ့ကိုပြဖုံးထားလိုက်တဲ့ကအဲ့ဒီမိချီခဲလေးက5 နာရီ10 နာရီအဲ့လိုအကြာကြီးနေနိုင်တယ်ငယ်တုန်းကတွေ့ဘူးတယ်အဲ့ဒါနော်ညနေထမင်းမှာချက်စားပြီးတဲ့အခါမှာလူကြီးတွေလောက်တာပြင်မှုတယ်မိကြီးကဲလေးကိုစီဝတိလုံးလောက်မိကြီးကဲလေးကိုပြအုံထားလိုက်တာမနဲ့ကြတော့မချီစီလောက်မိကြီးကဲလေးရှိသေးတယ်ပြနဲ့အုံထားတော့လေးမတိုက်ရသေးတဲ့ကြောင့်အဲ့ဒီမိကြီးကဲလေးကကြံအဲ့ဒီကြံတဲ့မိကြီးကဲလေးကိုလောင်စာလေးထည့်ပြီးတော့ပြန်ပြီးမှုေးလိုက်တဲ့အခါမိတော့ဖြစ်လာရှေးခေတ်ကအဲ့လိုထိန်ရတာနောက်ပိုင်းကျတော့မီးလောင်တော့မီးကျွင်းမီးချမ်းမထားရဆိုပြီးလှုပ်လာတာလေနော်အဲ့ဒီကနေစားတောက်နိုင်တယ်လေအဲ့ဒါကိုယ်တိုင်ကိုမြင်မှုတဲ့နော်ပြာလေးနဲ့အုံထားတယ်မနေ့ကျရင်အဲ့ဒီပြာလေးတွေဖယ်လိုက်ရင်မီးကြီးကရှိနေတယ်ဒါပေမဲ့သေးတော့သေးသွားတယ်ရှိတယ်အဲ့ဒါကိုလောင်စာလေးထည့်ပြီးတော့မှုေးလိုက်တဲ့အခါမှာမီးတောက်ပြန်ရအဲ့ဒီသဘောပဲတဲ့ရှုပ်သက်ကလေးကိုမှီပြုတ်ပြီးတော့နန္တရားပြန်ဖြစ်လာတယ်လို့ပြောတာနော်ရှုပ်သက်ကိုမှီပြုတ်ပြီးတော့စိတ်ဟာပြန်ပေါ်လာတယ်လို့ပြောတာအကြောင်းပြန်ဆက်မိသွားတယ်ပေါ့အဲ့ဒါကိုတင်ညာဝိရိဒနိရောဓသမဘတ်လို့ခေါ်တယ်တဲ့အဲ့ဒီတော့မြတ်စွာဘုရားအဲ့ဒီထီအောင်ဟောတယ်အသိစိတ်ချုပ်သွားတဲ့ဟာဆိုဘယ်နှခုဖြစ်သွားလဲ9ခုဖြစ်သွားတယ်နော်ရူပဝဆရတန်က4ခုအရူပဝဆရတန်က4ခုနိရောဓသမပတ္တိက1ခု9ခုဖြစ်သွားတယ်အဲ့ဒီဟာအမြင့်ဆုံးချမ်းသာပဲလို့ပြောချမ်းသာတဲ့မှာအဲ့ဒါအမြင့်ဆုံးအကောင်းဆုံးချမ်းသာတဲ့အဲ့ဒီမှာဒီအဆင့်ကိုဘုရားဟောတဲ့တရားကိုနားလည်မှုမရှိတဲ့အညဒိဋ္ဌိယလို့ခေါ်တဲ့အခြားဘာသာအယူဝါဒမှာနေကြတဲ့ပုဂ္ဂိုလ်တွေကနော်ခောရမကတင်ညာဝိရိဒနိရောဓသမဘတ်ကိုဟောတယ်တဲ့ဟောပြီးတော့အဲ့ဒီနိရောဓသမဘတ်ကိုချမ်းသာဆုံးလို့ပြောတယ်တဲ့အဲ့ဒီမှာသူတို့ကမေခွန်းထုတ်ကြတယ်တယိတံကိန္တုတယိတံကထံတုဘယ်လိုလဲဘာမှမရှိတော့တဲ့စိတ်စေရသိစေရတာယုတ်တိချုပ်သွားတဲ့ဒီနိရောဓသမဘတ်ကိုယဟန်ဂေါရမဒုက္ခလို့သတ်မှတ်တယ်ဘယ်လိုလဲဘာလဲဟောပြောလို့ယဟန်ဂေါရမပြောတဲ့စကားဘာလဲပဲလဲပေါ့သူတို့နားမလဲဘူးပေါ့ဘာလဲပဲလဲမေခွန်းတွေထုတ်လာကြတယ်အဲ့ဒီလိုမေခွန်းထုတ်လာတဲ့အညဒိဋ္ဌိယပြပိုက်တွေကိုဒီလိုပြောတဲ့မင်းတို့ဒီလိုဖြစ်ရမယ်တဲ့ငါလူတို့ခေါ်တော့မြတ်စွာဘုရားကဒုက္ခဝေဒနာကိုသာလင်ဒုက္ခချမ်းသာဒုက္ခလို့သတ်မှတ်တာမဟုတ်ဘူးနော်ချမ်းသာမှုရနိုင်တဲ့နေရာတိုင်းကိုမြတ်စွာဘုရားဒုက္ခလို့သတ်မှတ်တယ်အဲ့ဒါအနှောက်အယှက်လုံးဝကင်းတဲ့ချမ်းသာဒုက္ခဖြစ်တယ်ပေါ့နော်
နာခောအာဟုသောဘဂဝါဒုက္ခယေဝဝေဒနာဒုက္ခသမိပညာတိခံစားရတဲ့ဒုက္ခကိုသာလဲဒုက္ခလို့သတ်မှတ်တာမဟုတ်ဘူးတဲ့နော်အဲ့တော့လွတ်ကင်းပြီးတော့ငြိမ်းချမ်းတဲ့ချမ်းသာကိုလည်းပဲမြတ်စွာဘုရားဒုက္ခလို့သတ်မှတ်တယ်ဆိုလိုတဲ့အဓိပ္ပာယ်ကခံစားရမှဒုက္ခမဟုတ်ဘူးမခံစားရရင်လည်းဒုက္ခပဲလို့ပြောတာနားလည်ဖို့ရတော့အဲ့လိုပဲနော်လူတွေကသိတာစိတ်ခံစားရမှဒုက္ခဖြစ်တယ်စိတ်မခံစားရရင်လည်းဒုက္ခဖြစ်တယ်ဆိုတာကိုပြောတာစိတ်ခံစားမှုဆိုတာဟာထာဝရမြဲတဲ့အရာမှမဟုတ်တာအဲ့တော့ပြောမှာဝေရိဒဒုက္ခအဝေရိဒဒုက္ခစိတ်ခံစားမှုနဲ့ပတ်သက်တဲ့ဒုက္ခတစ်ခုစိတ်ခံစားမှုနဲ့မပတ်သက်တဲ့ဒုက္ခတစ်ခုလို့အဲ့တော့စိတ်ခံစားမှုမပါတဲ့ချမ်းသာကိုလည်းပဲမြတ်စွာဘုရားချမ်းသာလို့ဟောတယ်ဒါကြောင့်မို့နိဗ္ဗာန်ပရမန်ဒုက္ခနိဗ္ဗာန်စီအကောင်းဆုံးချမ်းသာလို့ဆိုတာနိဗ္ဗာန်ဘာမှမရှိဘဲနဲ့ခံစားမှုဝေဒနာမရှိဘဲနဲ့ဘယ်လိုချမ်းသာတော့ခန္ဓာဒီဥရယီဆိုတဲ့ကိုရောကရှင်သာရိပုတ္တရာကိုမေးခွန်းထုတ်တယ်ရှင်သာရိပုတ္တရာကတရားဟောတဲ့အခါမှာဒုက္ခမိဒံအောသောနိဗ္ဗာန်ငါရှင်နိဗ္ဗာန်ဟာချမ်းသာတယ်လို့ငါရှင်တို့နိဗ္ဗာန်ချမ်းသာတယ်လို့ဟောတော့အရှင်ဘုရားနိဗ္ဗာန်မှာဒုက္ခဝေဒနာမရှိဘူးမဟုတ်လားဘာလို့ချမ်းသာတယ်လို့ပြောနိုင်တာတော့ဆိုအဲ့ဒီဒုက္ခဝေဒနာမရှိလို့ကိုချမ်းသာတယ်လို့ပြောတာရှင်သာရိပုတ္တရာအဲ့လိုပြန်ဖြေတယ်ဒုက္ခဝေဒနာရှိနေသေးရင်ဆင်းရဲလာမှာလေဆင်းရဲကလုံးဝလွတ်ကင်းသွားတာအဲ့ဒါမရှိမှအဲ့ဒါကြောင့်မို့ဒါကလူတွေနားလည်ဖို့ခက်တဲ့ဒုက္ခလို့ခေါ်တယ်ဒါကိုပဲတန်တိဒုက္ခနော်သင်္ခါရတွေငြိမ်းသွားတဲ့ဒုက္ခတန်တိဒုက္ခလို့ခေါ်တယ်အဲ့ဒီဒုက္ခမျိုးဟာစိတ်ခံစားမှုရှိတဲ့ဒုက္ခတဲ့စားလိုက်ရင် तू ကပို့ပြီးတော့ချမ်းသာတယ်လို့ပြောတာအနှောက်အယှက်ကဲနဲ့ချမ်းသာဖြစ်တယ်အဲ့ဒီလိုမြတ်စွာဘုရားကရှန္ဒနာကိုရှင်းပြတော့ရှန္ဒနာကမြတ်စွာဘုရားဟောတာကိုဝါမြောက်ဝန္တာတာလို့ခေါ်တယ်ဒါကဘဟုဝေရဏိယသုတ်တံမှာမြတ်စွာဘုရားဟောတဲ့စကားရတိပဲဖြစ်တယ်တရားချစ်ခင်သူတော်တဲ့ပြိဿပေါင်းတို့ဒုက္ခချမ်းသာဆိုတာဟာအစဉ်စဉ်ရှိတဲ့အကြောင်းအကောင်းဆုံးချမ်းသာဒုက္ခသည်အဝိရိဒဒုက္ခဘာမှမခံစားရတဲ့ချမ်းသာကပိုချမ်းသာတယ်ခံစားနေရတဲ့ချမ်းသာတွေမှန်သမျှဘယ်ဟာမှမမြဲဘူးအလုံးတော့ဒုက္ခရောက်ဒုက္ခတွေနဲ့ရောရှက်နေတယ်လို့ဆိုတာကိုမှတ်သားနာယူပြီးတော့အကောင်းဆုံးချမ်းသာရအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း